ဟာတင်ချင်းပါရရင်းနေရတယ် ဟောဇေယျတွေလုံးညာလေးဒီနှစ်ကလေးပြန်စစ်စစ်နေ ။အော်ဇေယျလေးကစိတ်ဝင်စားစရာပဲနော် ဟုတ်တယ် ။ပထမစောက်ချက်ချင်းတို့တတဲ့စောက်ချက်ချင်းတို့ဆိုတာကပါလေ။ငါတို့နိုင်နေလည်းမတူဘူးနော် တယ်ငါတို့လည်းမတူဟောဒါကရှိကက Easter လူမျိုးတွေနဲ့ရောမခက်ကအသုံးပြုခဲ့တဲ့ညအချိန်ကိုပိုင်းခြားစေတဲ့နည်းနဲ့ပဲဖြစ်နေတယ် ။အော်ဒါဆိုရင်ပထမစောက်ချက်ချင်းကပါလေ ပထမဆောင်ချက်ချင်းဆိုတော့ကည6နာရီကနေ9နာရီထိကိုပထမဆောင်ချက်ချင်းလို့ခေါ်တယ်အဲ့ဒီအချိန်မှာတင်ကြီးရင်တော့ဆိုရင်လေတက်သားတွေအသေးရှိနေရမယ့်အချိန်တောင်းဖို့လို့ရှိရင်မျိုးတကားတွေကိုတော့ခဲတဲ့အချိန်ဆိုပြီးတို့ကမှတ်ယူကြတာ ။အော်အဲ့ဒါဆိုရင်လေငါတို့ရဲ့အချိန်နဲ့ဆိုရင်လေညနေစာစားပြီးတော့အနားယူနေတဲ့အချိန်ပေါ့ ဟုတ်တယ် ။ဒုတိယစောက်ချက်ချင်းဆိုတာကပါလေ ဒုတိယဆောင်ချက်ချင်းဆိုတာကကြတော့ည9နာရီကနေပြီးမှ12နာရီထိကိုဒုတိယဆောင်ချက်ချင်းကိုခေါ်တယ်အဲ့ဒီအချိန်ကမျောလင်းပေးတဲ့အနေတစ်ခုခုဖြစ်အောင်ဒီတတိနဲ့စောင့်နေရတဲ့အချိန် ။အော်အဲ့ချိန်နေနေပြီပေါ့နော် ဟုတ်တယ် ။ဒါဆိုရင်တတိယစောက်ချက်ချင်းကဘယ်လိုအတိတ်ပဲရပြီးတော့မှจิตတွန်ချင်းဆိုတာကဘာလို့ဆိုလိုတာလဲ ည12နာရီကနေ3နာရီထိပေါ့ဒီအဲ့ဒီအချိန်ကအရေးကြီးတဲ့အချိန်လေးအဲ့ဒီအချိန်မှာကျန်တာထင်မှာအရေးကြီးမှုရှိတယ်တင်ငယ်ချင်းစိတ်ဝင်စားတာ ။စိတ်ဝင်စားတာပေါ့ပြောပြလေ ဒီပြောပြမယ်ယေရှုရဲ့တပည့်ပေတရုသိလား ။အဲ့ဒါကတော့ငါသိပါလေ ဟောယေရှုရဲ့တပည့်ပေတရုကလေယေရှုကို3ချိန်တိတိနင်းဆိုင်ခဲ့တယ်ပြီးတော့ကျက်တွန်သွားတဲ့ခါမှာနောင်တရသွားတာကိုမမိသေးလား ။အော်အဲ့ဒီအကြောင်းအရာတော့ငါသိတယ်။ဒါပေမဲ့အဲ့ဒီအချိန်နဲ့အခုအချိန်နဲ့ကစဉ်ဆက်နေရဆိုတာကိုတော့ငါမသိခဲ့ဘူး။တကယ်ပဲအချိန်တွေကတန်မှုရှိရနော် ဟုတ်တယ် ။ဒါနဲ့နောက်ဆုံးတစ်ခုကရော နောက်ဆုံးတစ်ခုကကြတော့လည်း3နာရီကနေပြီးမှ6နာရီထိပေါ့အဲ့ဒီချိန်ကညရဲ့အမောင်တို့ကိုဖယ်ရှားပြီးမှမနေ့ခင်းရလေးအောင်ရောက်လာတဲ့အချိန်ပဲ ဟိုအဲ့ဒါနဲ့ရောအမှထူးခြားတာတော့ရှိသေးလား ထူးခြားတာတစ်ခုရှိတယ်ကျမ်းစာထဲမှာပြင်လေပြင်ပေါ်မှာယေရှုကလည်းရှောက်နေရဆိုတာလည်းစစ်စစ်နေတယ် ။အော်ဒါဆိုရင်ဒီနောက်ဆုံးလေးကိုကြံသေးတယ်ပေါ့နော် ဟုတ်တယ် ။မနေ့6နာရီကနေပြီးတော့9နာရီအထိကတစ်ချက်တည်းအချိန်ဖြစ်ပြီးတော့9နာရီကနေ12နာရီအထိက6နာရီအချိန်ပေါ့နော် ဟုတ်တာပဲတင်ချင်း3ချက်တည်းအချိန်ကမနေ့12နာရီကနေပြီးမှ3နာရီထိညနေ3နာရီကနေပြီးမှ6နာရီထိကို7နာရီလောက်ခေါ်တယ် ။အခုမှပဲလေအချိန်တွေကလေအမိုင်းဝေတွေနဲ့ဘယ်လိုစစ်ဆက်နေလဲဆိုတာကိုခုမှပဲနားလည်တော့လေဒီဇရာကိုကြည့်လိုက်တဲ့အခါမှာငါ့ရဲ့အမြင်ကိုပြောင်းလဲသွားစေတယ် ဟုတ်တာပဲတင်ချင်းဘဝရဲ့အချိန်တိုင်းမှာအိဗယ်ကိုစီရှိရလေဒီကျမ်းစာထဲမှာရှိတဲ့အချိန်ကိုလေ့လာတဲ့ခါမှာငါတို့ရဲ့အသေးတွေကိုပို့ပြီးနားရတယ်လို့ငါတို့ရဲ့ပြစ္ဆုတ်ပံကိုလည်းတတိယနေသွားဖို့ရန်အတွက်ကူညီပေးသွားတာလေ ။ဟောဟုတ်လား ဟုတ်တယ်တင်ချင်းဒီနေ့သမီးတို့တင်ငယ်ချင်းညောင်ပြောသွားတဲ့အကြောင်းအရာလေးကတော့ရှေးခေတ်ဣသရေလမျိုးတွေအသုံးပြုတဲ့ချိန်နဲ့ယခုခေတ်အချိန်နဲ့ဘလို့စစ်သက်ရဆိုတဲ့အကြောင်းအရာကိုပြောပြပေးသွားတာပဲဖြစ်ပါတယ် ။ဟုတ်ပါလေ။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျန်တာတဲမှာရှိတဲ့ပွဲနဲ့အခုချိန်နဲ့ဘယ်လိုစစ်ဆက်လဲဆိုတာကိုပြောပြတော့မှာဖြစ်တဲ့အတွက်ကြောင့်စိတ်ဝင်စားနေဆိုရင် like and follow လုပ်ပေးကြပါဦးနော်။တတ